ကိုယ်စာတမ်းကိုအဆင့်မြင့်မြင့်ရေးကျင်တယ်ပြီးလို့ရှိရင် daily lifestyle မှာလုံးဝစမတ်ကြနေခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောမဲ့ဗီဒီယိုကြည့်ဖို့လိုတယ်သူတေသနာသမားမှန်လို့ရှိရင်ကဘာနဲ့မြန်မာမှာဘယ်လိုမျိုးကွာဟချက်တွေရှိနေလဲဆိုတဲ့အကြောင်းကိုဖော်ထုတ်ပေးဖို့လိုတယ်ကဘာရဲ့ရွာကြီးဖြစ်လာတယ်ဗျာကဘာနဲ့ကျွန်တော်တို့နဲ့အကုန်လုံးကအတိုင်ဝန်းတစ်ခုထဲမှာနေကြတယ်အဲ့ဒီအချိန်မှာကိုယ်နိုင်ငံကနောက်မှပြည့်ကြံခဲ့တယ်ကဘာအရှိကိုဆက်သွားနေတယ်ကဘာရဲ့အဆင့်ကဘာရဲ့နီးပညာတွေပညာရေးတွေအဆင့်တန်းတွေအရှိကိုဆက်သွားနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံကနောက်မှကြံခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူတေသနာရဲ့အားကောင်းမှုလိုတယ်အဲ့တော့ဒီကွာဟချက်ပေါ့နော်တကဘာလုံးမှာဘယ်လိုဖြစ်နေလဲကိုယ်နိုင်ငံမှာဘယ်လိုဖြစ်နေလဲဆိုတဲ့ society ကိုဖော်ပြပေးဖို့လိုတယ်အဲ့လိုမျိုးဖော်ပြပေးနိုင်လို့ရှိရင်ကိုယ့်ရဲ့သူတေသနာအရန်လှတယ်ပေါ့နော် literature survey လုပ်လို့ရှိရင်ကျွန်တော်အမြဲတမ်းပြောနေကြပဲကဘာအဆင့်အခြေအနေပေါ့ကဘာအဆင့်အဖွဲ့အစည်းတွေကဘာပေါ်မှာရှိတဲ့အခြေအနေတွေကဘယ်လိုဖြစ်နေလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်နိုင်ငံတွေအရှိတောင်အာရှတွင်းနိုင်ငံတွေအဲ့ဒီမှာရှိတဲ့အခြေအနေဘယ်လိုဖြစ်နေလဲကိုယ့်နိုင်ငံမှာရှိတဲ့အခြေအနေဘယ်လိုဖြစ်နေလဲဆိုတော့အခြေအနေ၃ရက်ကိုကဖော်ပြပေးရမှာပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေ၃ရက်ကိုဖော်ပြပေးဖို့အတွက် data အရင်းမြစ်တွေကဘယ်ကနေရှာမလဲဆိုတဲ့ဟာအရန်ကိုပြဿနာဖြစ်လာတယ်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်ရင်ကဘာအဆင့်ပဲဖွဲ့စည်းတွေကနေ data ကိုရှာလို့ရှိရင်ခိုင်ပါလဲပြီးလို့ရှိရင်ပညာရေးနဲ့ပတ်သက်လို့ရှိရင်ဘယ်ဖွဲ့စည်းတွေက data ကိုရှာရင်ခိုင်ပါလဲဆိုပြီးကျွန်တော်အမြဲတမ်းမေးလေးရှိတယ်အဲ့တော့ဒီဗီဒီယိုမှာဒါကိုကျွန်တော်ရှင်းပြသွားမှာပေါ့နော်ကိုကစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှသူတေသနာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က World Bank ပေါ့နော်ကမ္ဘာ့ဘဏ် website ထဲကိုဝင်ပြီးတော့မှရှာဖို့လိုတယ်နောက်တစ်ခုကကျတော့ဒီကမ္ဘာအဆင့်ဖွဲ့စည်းတယ်ဆိုလို့ရှိရင် World Bank ရှိမယ်ပြီးရင် IMF ရှိမယ်နောက်တစ်ခုကကျတော့ဒီ IDC ပေါ့နော်ဒီ website လေးတွေဝင်ကြည့်ဖို့လိုတယ်ကျွန်တော်ဒီ local ပေါ့နော် regional level အဆင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့က Asian Development Bank ပေါ့နော်ဒီ ADB တော့ဟိုဝင်ကြည့်ဖို့လိုတယ်နောက်တစ်ခုကကျတော့ဒီ ASEAN နဲ့ပတ်သက်လို့ရှိရင် ASEAN data တွေမှာရှိတဲ့ကုန်သွယ်မှုတွေနဲ့ဒီကျွန်တော်တို့အသေးစားလက်စားမူဝါဒဆိုင်တဲ့စီးရင်စရာတွေလုပ်ငန်းတွေ data တွေကိုကျွန်တော်တို့ဒီဖော်ပြထားတဲ့ကျွန်တော် website ကနေဝင်ကြည့်လို့ရတယ်နောက်တစ်ခုကကျတော့ local level မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစီမံဘဏ္ဍာဝန်ကြီးဌာနကိုဝင်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ဗဟိုစီးရင်အဖွဲ့ပေါ့နော်ကျွန်တော်ဒီမှာ link ပေးထားတယ်အဲ့ link တိုင်းဝင်ကြည့်လို့ရတယ်ကျွန်တော်ဒါတွေကိုတော့ဒီအသေးစိတ်မပြောတော့ဘူးဗျာဒီမှာဒုတိယခေါင်းစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီပထဝီပေါ့နော်ကျွန်တော်တို့ geography နဲ့ GIS နဲ့ Earth Science နဲ့ပတ်သက်တဲ့အချက်လက်တွေဆိုလို့ရှိရင်ဘယ်ကနေဝင်ကြည့်လို့ရလဲဆိုတာကိုဖော်ပြပေးထားတယ် global level မှာကျွန်တော် USGS ပေါ့နော် USGS ဆိုတာကျွန်တော်တို့ဒီငလျင်တွေလောက်တယ်ဆိုလို့ရှိရင်လည်းငလျင် data တွေကိုဒီကနေသွားပြီးတော့ယူလေးရှိတယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ဒီ UN Global Geospatial Information Management ပေါ့နော်ဒီ website ကနေဝင်ကြည့်လို့ရတယ်လို့ data တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိမဝန္တာနဲ့ပတ်သက်တဲ့ရေရင်းမြစ်တွေရာသီဥတုပြောင်းလဲမှုတွေကိုကျွန်တော်ဒီ website ကနေဝင်ကြည့်လို့ရတယ်ပြီးမြန်မာနိုင်ငံအဆင့်ဆိုလို့ရှိရင်ဒီ MIMU ပေါ့နော် MIMU website ကနေဝင်ကြည့်လို့ရတယ်ကိုကဒီပညာရေးနဲ့လူမှုပတ်ဝန်းကျင်ပေါ့နော် education and sustainability ကိုလုပ်မယ်ဆိုလို့ရှိရင်ဒီမှာ UNESCO data တွေကိုဝင်ကြည့်ဖို့လိုတယ်ပြီးရင် UNDP data တွေဝင်ကြည့်ဖို့လိုတယ်နံပါတ်၄မှာတော့နိုင်ငံတကာဆက်ဆံရေးနဲ့လုံခြုံရေးမဟာဗျူဟာနဲ့ပတ်သက်လို့စာတမ်းတွေလုပ်မယ်ပေါ့နော် IR နဲ့ပတ်သက်တဲ့စာတမ်းတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖော်ပြပေးထားတယ်နောက်တစ်ခုကဘာသာရပ်အုပ်စုလိုက်ကျွန်တော်ဖော်ပြပေးထားတယ်ဒါဝိဇ္ဇာဘာသာရပ်ပေါ့နော်ဝိဇ္ဇာဘာသာရပ်မှာမြန်မာဆိုလို့ရှိရင်မြန်မာသားနဲ့ပတ်သက်တာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖော်ပြပေးထားတဲ့အတိုင်းပဲ South Asia Department ပေါ့နော်ရှေ့တောင်အာရှဌာနဒီတက္ကသိုလ် Illinois Northern Illinois University ဆိုလို့ရှိရင်လည်းတော်တော်လေးကိုနာမည်ကြီးတယ်ကမ္ဘာပေါ်မှာနောက်တစ်ခုကဒီ international regional level မှာဆိုလို့ရှိရင်ဒီရှေ့တောင်အာရှရဲ့ရိုးရာနဲ့ရည်ကြီးမှုဆိုင်တဲ့ data တွေကိုကျွန်တော်ဒီ website မှာဝင်ကြည့်လို့ရတယ်ဒီညီမ local မှာဆိုလို့ရှိရင်မြန်မာ language commission ပြီးလို့ရှိရင်မြို့သားစာကြည့်တိုင်းနဲ့မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့ပေါ့နော်အဲ့လိုမျိုးအဖွဲ့တွေကနေဝင်ကြည့်လို့ရတယ်နောက်တစ်ခုကဒီမှာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့မှကမ္ဘာအဆင့် international regional အဆင့်ရဲ့ local အဆင့်ရဲ့ဖော်ပြပေးထားတယ်ပထဝီမှာဆိုလို့ရှိရင်ပထဝီသူတေသနာဆိုလို့ရှိရင်ဖော်ပြပေးထားတယ်ပြီးနံပါတ်၄ကသမိုင်းသူတေသနာဖော်ပြပေးထားတယ်နောက်တစ်ခုကသိပ္ပံအုပ်စုပေါ့နော်သိပ္ပံအုပ်စုမှာဆိုလို့ရှိရင်သင်္ချာယူပဓာတုပြီးနောက်တစ်ခုကဥပဒေနဲ့လူမှုသိပ္ပံအုပ်စုဆိုလို့ရှိရင်ဥပဒေပညာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ local ပေါ့နော် local မှာဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီဖော်ပြတဲ့ website ပေါ့နော်အဲ့ website ကမြန်မာနိုင်ငံတနိုင်ငံလုံးကဥပဒေတွေပေါ့ဟိုးအရင်တော့ဥပဒေရောအခုနောက်ဆုံးထုတ်တဲ့ဥပဒေတွေရောအကုန်တင်ထားတယ်အဲ့မှာ update သွားကြည့်လို့ရတယ်နိုင်ငံတကာသိပ္ပံပေါ့နိုင်ငံရေးသိပ္ပံပေါ့နိုင်ငံရေးသိပ္ပံနဲ့အာရနဲ့ပတ်သက်တဲ့စာတမ်းတွေဆိုလို့ရှိရင်ဒီအဖွဲ့အစည်းဆိုလို့ရှိရင်ကျွန်တော်တို့အရင်ပညာရေးဝန်ကြီးအဟောင်းဦးရဲထွတ်တို့ပါတော့စာရေးတဲ့
ဖွဲ့စည်းပေါ့နော်သူတို့စာအုပ်တွေပါတွေထုတ်ပေးတယ်သူတို့လည်းအဲ့မှာသူတည်တည်အနေနဲ့သွားလုပ်ဖူးတယ်နောက်တစ်ခုကကျတော့မိုဖာပေါ့နော်နိုင်ငံရေးဝန်ကြီးဌာနကိုဝင်ကြည့်ဖို့လိုတယ်နောက်ပြီးတော့မိုက်စစ်ပေါ့နော်အခုဖွဲ့ထားတယ်မြန်မာနိုင်ငံမဟာဗျူဟာနဲ့နိုင်ငံတကာလိလာရေးဖွဲ့အဲ့ဒီဖွဲ့ရဲ့ activity တွေကိုလည်းဝင်ကြည့်ပြီးဖို့လိုတယ်စီးပွားရေးမှာဆိုလို့ရှိရင်ကျွန်တော်ဒီ global level မှာဒီ World Trade Organization ပေါ့နော် World Trade Organization ကိုဝင်ကြည့်ဖို့လိုတယ်နောက်တစ်ခုကကျတော့ဒီ Asian Development Bank တွေပါတယ်ဝင်ကြည့်ဖို့လိုတယ်ကျွန်တော်တို့တရုတ်နဲ့ပတ်သက်ပြီးတော့မှ BRI စီမံကိန်းတွေပါတယ်အကြောင်းကိုကျွန်တော်တို့သုတေသနလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ Asian Development Bank တွေကမကြည့်မဖြစ်ကြည့်ဖို့လိုတဲ့ဒီ website ပေါ့နော်နောက်တစ်ခုကဆေးပညာဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိုင်းရဒီ Mahidol University ကလည်းနာမည်ကြီးတယ်ဒီ engineer ပညာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဖော်ပြပေးထားတယ်အသေးစိတ်ကတော့ထပ်ကြည့်လိုက်ပါတော့လက်လက်ချပဲဘူးလို့ရှိရင်ကျွန်တော်ခုနအရှိမဖော်ပြပေးခဲ့တဲ့အတိုင်းပဲကမ္ဘာ့အဆင့် data တွေမှာဒီလိုတွေ့ရတယ်ကိုလို့ချင်တဲ့သုတေသနပေါ့နော်ပြီးရင်အာရှ data အတွင်းကိုယ့်ရဲ့ regional level မှာဒီလိုမျိုးထိုးတက်နေတယ်ဒါပေမဲ့မြန်မာနိုင်ငံ local level မှာအခုလိုမျိုးစိန်ခေါ်ချက်တွေ research gap တွေပေါ့နော်ကွာခြားချက်တွေရှိနေတယ်ဆိုပြီးတော့မှဖော်ထုတ်ပေးနိုင်လို့ရှိရင်တော်တော်လေးကိုလှတဲ့ဒီ research literature review ဖြစ်သွားမှာပေါ့နော်ဒီမှာကျွန်တော် website လေးတွေဝင်ပြပေးထားတယ်ဒါကတော့ဒီ United Nation ပေါ့နော် UN ရဲ့ website နောက်တစ်ခုကကျတော့ဒီမှာ UN မှာကျွန်တော်ဝင်ဒီမှာ Sustainable Development Goal ဆိုတာကတကမ္ဘာလုံးရဲ့ရည်မှန်းချက်ပန်းနိုင်ပေါ့နော်တကမ္ဘာလုံးမှာရှိတဲ့ UN အဖွဲ့အစည်းမှာပါတဲ့နိုင်ငံတွေအကုန်လုံးတသက်ထဲအကုန်သဘောတူထားတဲ့ development goal ပေါ့နော်အဲ့မှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဒီမှာပထမတစ်ချက်က poverty ပေါ့နော်သူက18ချက်ပါတယ် goal 18ချက်ပါတယ် poverty hunger ကိုကဒီစင်ရမွေးတဲ့မူနဲ့ပတ်သက်ပြီးတော့မှသုတေသနလုပ်ချင်ဒီ poverty တွေဝင်ပြီးတော့မှအဲ့ဒီကမ္ဘာ့စင် data ကိုဖော်ပြလို့ရတယ်နောက်တစ်ခုကကျတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က gender equality ပေါ့နော်မျိုးသမီးကြားမကိစ္စတွေကိုရေးချင်တယ်သုတေသနလုပ်ချင်ရင်ဒီထဲကိုဝင်ကြည့်ပြီးတော့မှကျွန်တော် idea တွေအတွေးခေါ်တွေသူတို့ရဲ့တကမ္ဘာလုံးရဲ့အခြေအနေတွေကိုကြည့်လို့ရတယ်ပညာရေးနဲ့ပတ်သက်လို့ရှိရင်ဒီမှာ quality education ဆိုတဲ့ဟာကိုဝင်ကြည့်ဖို့လိုတယ်နောက်တစ်ခုကငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့စာတမ်းတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဖော်ပြပေးကြတယ် Stockholm International Peace Research Institute ပေါ့နော်ဒါကလည်းအရင်နာမည်ကြီးတယ်သူကကျွန်တော်တို့ဒီမှာ Sweden ခြေဆိုင်ပေါ့နော် Sweden ခြေဆိုင်နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ data တွေကိုအများကြီး research လုပ်ထားတဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ WHO ပေါ့နော် WHO ရဲ့ဝင်ကြည့်ဖို့လိုတယ်ကျွန်တော်တို့ COVID-19 ဖြစ်တုန်းကဆိုလို့ရှိရင်ဒီ website ကိုအမြဲတမ်းဝင်ကြည့်နေရတယ် update data တွေအမြဲတမ်းကြည့်နေရတယ်ပေါ့နော်အဲ့ဒီတုန်းကကျွန်တော်တို့အရေးပေါ်အခြေအနေဆိုတော့ဒါစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်လုပ်လို့ရှိရင်ဒီ World Bank နဲ့ဝင်ကြည့်ဖို့လိုတယ်ပြီးပညာရေးနဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့မှကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီ UNESCO ပေါ့နော် UNESCO တွေကိုဝင်ကြည့်ဖို့လိုတယ်ကျွန်တော်သုတေသနဒီဖျားရည်နဲ့ပတ်သက်ပြီးတော့မှသုတေသနလုပ်တဲ့အချိန်မှာဒီ UNESCO ရဲ့ဒီ social ပေါ့နော် social heritage နဲ့ပတ်သက်တဲ့သုတေသနတွေလုပ်တဲ့အချိန်မှာဒီ UNESCO တွေကိုဝင်ကြည့်ပြီးတော့မှ data ယူတယ်ဒီမှာ UNESCO မှာပဲကမ္ဘာရဲ့ငြိမ်းချမ်းရေးညွှန်းကိန်းတွေပေါ့နော်ငြိမ်းချမ်းရေးညွှန်းကိန်းတွေနဲ့ပတ်သက်ပြီးတော့မှကြည့်ကျင်လို့ရှိရင် UNESCO ထဲမှာဝင်ကြည့်လို့ရတယ်ဒီ website link ကိုဝင်ကြည့်ပြီးတော့မှကျွန်တော်တို့ဒီ GPI ပေါ့နော်ဒီမှာ GPI ညွှန်းကိန်းတွေကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင် GPI မှာ Appendix C နဲ့တွဲထားတာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ most peaceful to least ပေါ့နော်ဒါကငြိမ်းချမ်းမှုအရှိဆုံးနဲ့အငြိမ်းချမ်းဆုံးနဲ့ငြိမ်းချမ်းမှုမရှိဆုံးနိုင်ငံတွေပေါ့ဗျာအဲ့ဒါတွေကိုသူအဆင့်လိုက်လုပ်ပေးထားတယ်ဒီမှာဆိုလို့ရှိရင် Iceland တို့ Mauritius တို့ New Zealand တို့ဆိုလို့ရှိရင်လုံးဝထိပ်တန်းမှာပေါ့နော်ဒီစင်ကာပူလည်းပါတယ်ရှေ့တောင်အာရှတွေကပြီးမလေးရှားဆိုလို့ရှိရင်လည်းဒီတော်တော်လေးကိုအဆင့်မြင့်နေတယ်လို့ပြောလို့ရတယ်ငြိမ်းချမ်းရေးမှာဒါကြလို့မြန်မာနိုင်ငံဆိုလို့ရှိရင်ဒီမှာပေါ့နော်မြန်မာနိုင်ငံရဲ့အောက်မှာဆိုလို့ရှိရင်ဒီမှာနိုင်ငံသိမ့်မကြံတော့ပါကစ္စတန်တို့တောင်ဆူဒန်လက်ဘနွန်အခုစစ်ဖြစ်နေတဲ့ Israel တို့ Niger တို့တော်တော်များတော့စစ်ဖြစ်နေတဲ့နိုင်ငံတွေကပဲဒီမှာအီရန်တို့ပြီးလို့ရှိရင်ယူကရိန်းရုရှားပေါ့နော်လုံးဝတကယ်ကိုစစ်ပွဲကြီးဖြစ်နေတဲ့နှစ်နိုင်ငံအောက်ဆုံးမှာရောက်နေတယ်ကျွန်တော်ခုနကဖော်ပြပေးသွားတဲ့ website link တွေကိုကျွန်တော်တက်စာနဲ့တင်ပေးမယ်ကျွန်တော် Telegram group မှာလည်းတင်ထားပေးမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမှာကိုသိကျင်တဲ့ website ကိုဝင်ပြီးတော့မှအဲ့ link တိုင်းမှာဝင်ကြည့်ပြီးတော့မှသူတင်သနာဆက်လုပ်လို့ရမှာပေါ့နော်ဒီမှာကျွန်တော်မဟာစာတမ်းတော့က United Nation ရဲ့ဒီ Sustainable Development Goal ကို introduction မှာစဖွင့်ထားတာပေါ့နော်ပြောချင်တာဒီကဘာကြီးမှာတော့ဒီ2015တုန်းကဒီ SDG တွေကိုဘယ်လိုမျိုးသတ်မှတ်လိုက်တယ်ပေါ့နော်2015နဲ့2030ထိ15နှစ်စီမံကိန်းပေါ့ISDG ထဲမှာ Social Economic နဲ့ Environmental Sustainability ကို mass balance ပေါ့နော်ပို့ပြီးမျှခြေဖြစ်အောင်လုပ်ရမယ်ဆိုပြီးတော့မှသူကဖော်ပြပေးထားတယ်နော်အဲ့လိုမျိုး intro ဝင်လိုက်ခြင်းအပြင်ကုစာတန်းရဲ့ quality လည်းအရင်မြင့်တက်လာတာကိုတွေ့ရတယ်နော်
အဲ့လိုမျိုး